မဲဆိုင်ကဥအောင်စရာဖះကိုလူတိုင်းဒီပါကြားဘူးကြလိမ့်မယ်ရောက်ဘူးကြလိမ့်မယ်အခု vlog လေးကတော့မရောက်ဘူးတဲ့သူတွေအတွက်ကိုကျွန်တော်လိုက်ပြပေးပါမယ်ခင်ဗျာကျွန်တော်တို့အခုဖះကိုမြန်မာခီးသွားရကြားထဲမှာဆိုလို့ရှိရင်ဥအောင်စရာဖះဥအောင်စရာတကယ်လို့ဒါအပြောစမှတ်လေးရှိရပေါ့နော်တကယ်ကအခုဖះကိုကျွန်တော်တို့ဒီရှင်းရိုင်မျိုးတီထောင်နဲ့မန်ရိုင်းပင်ကတကယ်လို့ကျွန်တော်တမိုင်းထဲမှာဖတ်ဖူးတယ်ပေါ့နော်အဲ့ဒီတမိုင်းကြောင်းလေးကိုနောက်ကျွန်တော်ကိုနဲ့တပုတ်တက်လေးလုပ်ပြီးတော့ဒါရှင်းပြပေးပါအောင်မယ်အခုဖះကိုကျွန်တော်တို့ဒွဲဝါကိုဖះလို့ခေါ်တယ်ပေါ့နော်ညာတော့ဖះကျွန်တော်တို့ခရဲရောင်တွေကိုပဲအဓိကထားသုံးထားတယ်အိုးရန်တက်ပဲဒါပဲသူတို့တုံးထားတဲ့ဒီစစ်ကျင်ကြောက်တွေအယောင်မျိုးမျိုးဖန်တီးထားတာပေါ့နော်အရန်ကိုတက်ပဲတယ်ကျွန်တော်တို့ဒီဖះမှာကျွန်တော်မှတ်တရားရှိရပေါ့နော်မှတ်တရားတက်မယ်ဆိုလို့ရှိရင်ဒီမှာမှတ်တရားတစ်ကတ်ဝယ်ရတယ်တူကိုပန်90ပေးရတယ်မှတ်တရားပေါ်တက်မယ်ဆိုလို့ရှိရင်သူတို့အဲ့လိုရှေ့လေးပေးတယ်တချို့ပေါ့နော်ရှေ့ဝလို့ရှိရင်ဒါဖက်နှက်ချွတ်စရာမလိုဖက်နှက်ကိုအပေါ်ကနေပြီးတော့ဒီပေးထားတဲ့အိတ်ကလေးစွတ်ထည့်လိုက်ရုံပဲပေါ့နော်တချို့ကတခါကျရင်မှားတတ်လို့ကျွန်တော်ပြပြရပါကဲကျွန်တော်တို့မှတ်တရားရောက်ပါပြီဒီနေ့ကရာသူတို့ရမ်းတာရတယ်ပေါ့နော်မနေ့ကမိုးရွာထားဆိုမိုးလေးအုပ်နေနေမပူတော့လေကအေးစီနဲ့ရမိုက်ကျွန်တော်တို့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကိုဥမာအခုမြင်နေရတဲ့ရှောင်းလေးပဲရှားရပေါ့နော်ရှောင်းရဲ့ဟိုဘက်ကကျွန်တော်တို့မြန်မာနိုင်ငံတာရှိလေရှောင်းရဲ့ဒီဘက်ကထိုင်းနိုင်ငံမဲဆိုင်မျိုးဖြစ်ပါတယ်ကျွန်တော်တို့ဒီမှန်တရားကရှင်းမိုင်တခွင်ပေါ့နော်အကြီးဆုံးမှန်တရားရှင်းမိုင်မှာလည်းမှန်တရားရှိတယ်ဒါပေမဲ့တေးသေးလေးတွေပေါ့နော်ရွှေတွက်ကံမှာလည်းမှန်တရားရှိတယ်ဒါပေမဲ့သေးတယ်ဒီတရားကတော့အကြီးဆုံးပဲမှန်တရားလဲပြီးရင်လည်းမပြီးသေးဘူးအရန်ခန်းလာတဲ့နေရာလေးတစ်ခုရှိသေးတယ်ကျွန်တော်လိုက်ပြပေးမယ်ဒီမှာကကျွန်တော်တို့ဖះဖြစ်ပေမဲ့ခန်းခန်းနာနာကိုဖန်တီးထားတော့ဒါကပါလက်ခီးသွားတွေအတွက်မျက်စိကျစရာဒါမျိုးဖြစ်နေရလဲမထူဆန်းဘူးပေါ့နော်အခုမြင်နေရတဲ့ဖုန်းတော်ကြီးကဒီ KSS ပေါ့နော်ဒီเจ้าမှာထိုင်ခဲ့တဲ့ဖုန်းကြီးတွေကိုဒါရုပ်ထုထားပြီးတော့ကူးကွယ်ထားတာပေါ့နော်လက်ရအရန်ကိုတည်တတ်တယ်ဖះအောင်ရုပ်ထုပေမဲ့တကယ်အသားလို့တကယ်အသားအတိုင်းပဲပေါ့နော်လက်ရအရန်ကိုတည်တတ်တယ်ကျွန်တော်တို့အခုမယ်ဆိုင်ဖះမှာထူးခြားတာလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကတော့ဒီကီမီကောရုပ်ထုကြီးပါဒီကီမီကောရုပ်ထုကြီးဒီတောင်ပေါ်မှာဘာကြောင့်ရှိနေရလဲတမန်ကြောင့်တည်တဲ့မိတ်ဆွေရှိလို့ရှိရင်လည်းကျွန်တော် comment မှာပြောပြပေးခဲ့ပါအောင်ဗျာကျွန်တော်ရဲ့ vlog လေးကတော့ဒီလောက်ပါပဲခင်ဗျာမြန်မာနိုင်ငံတာရှိလေးကနေမဲဆိုင်မျိုးကိုလာလဲပတ်မဲ့မိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်မှတ်ပုံတွေနဲ့စမကန်နှမျိုးပဲလိုပါတယ်ကျွန်တော်အောင်ထပ်ပါအားလုံးကျေးဇူးများတင်ပါတယ်